သုတဓမ္မ level 1 number 4 မေတ္တာ 3 အနှစ်ချုပ်ညီသည့်ကာကွယ်နည်းစနစ်များသုံး၍ပရိတ်တရားတော်များကိုဟောထားပါသည်။မေတ္တာကိုအသုံးပြု၍ကာကွယ်သောနည်းစနစ်နှင့်သစ္စာကိုအသုံးပြု၍ကာကွယ်သောနည်းစနစ်တို့ဖြင့်ပရိတ်တရားတော်များကိုဟောထားပါသည်။ကာကွယ်နည်းစနစ်အပြားကိုရေတွက်ပြ၍ဤသုံး၌အဘယ်နည်းစနစ်ကိုအသုံးပြုထားပါသည်။မြတ်စွာဘုရားပရိတ်တရားတော်များကိုဟောကြားသောအခါကာကွယ်နည်းစနစ်နှစ်ခုကိုအသုံးပြု၍ဟောကြားခဲ့ပါသည်ကာကွယ်နည်းစနစ်များမှာနံပါတ်1မေတ္တာကိုအသုံးပြု၍ကာကွယ်သောနည်းစနစ်နှင့်နံပါတ်2သစ္စာကိုအသုံးပြု၍ကာကွယ်သောနည်းစနစ်တို့ဖြစ်ပါသည်ဤမေတ္တာသုံး၌မေတ္တာကိုအသုံးပြု၍ကာကွယ်သောနည်းစနစ်ကိုအသုံးပြုထားပါသည်မေတ္တာတုတ်သည်အန္တရာယ်ကင်းအောင်ဆောင်ရွက်ရနာရမည့်တရားသက်ဖြစ်ပါသလောမိုးကုတ်ဆရာတော်ကြီးဤဩဝါဒကိုကိုးကား၍ရှင်းပြခဲ့ပါမေတ္တာတုတ်သည်အန္တရာယ်ကင်းအောင်ရွရနာရမည့်တရားသက်မဟုတ်ပါမေတ္တာပွားခြင်းသည်သမထကမ္မထံ၌ပါဝင်ပြီးပွားများရမည့်တရားဖြစ်ပါသည်မိုးကုတ်ဆရာတော်ကြီးဤဩဝါဒကိုကိုးကား၍ရှင်းပြရတော့တို့လူတွေကတောက်ဆေးကိုလိမ့်စေလုပ်နေကြတယ်ဟုဩဝါဒဆိုခဲ့ခြင်းမှာပွားများရမည့်တရားကိုရွယုံနာယူယုံလုပ်နေသူများကိုပြောခဲ့ခြင်းဖြစ်ပါသည်တောက်ရမည့်ဆေးကိုလိမ့်စေလုပ်နေလျင်အကျိုးသက်ရောက်မှုအားနည်းမည်တောက်ဆေးမှာတောက်မှသာအကျိုးများပါမည်ထို့အတူမေတ္တာတုတ်ကိုရွတ်နေနာနေယုံသက်မဟုတ်ပဲအကျိုးများစေရန်မေတ္တာကိုပွားများကြရပါမည်ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာသုံးမျိုးကိုရှင်းပြပါကာယကံမေတ္တာဆိုသည်မှာလမ်းပေါ်တွာလာနေသူတို့ဒုက္ခမရောက်စေရန်လမ်းပေါ်ရှိအမိုက်ဆူးညောင်းခလုတ်များကိုဖယ်ရှားပေးခြင်းအများတွာလာရာနေရာကျောင်းကန်တို့၌အမိုက်လဲပေးခြင်းစသည်တို့ဖြင့်အများဒုက္ခမရောက်စေရန်အများချမ်းသာရစေရန်အတွက်ဤကိုမှုဖြင့်ပြုလုပ်သောမေတ္တာမျိုးဖြစ်သည်ဝစီကံမေတ္တာဆိုသည်မှာတရားဝါတွေကျမ်းမာပါစေဟုနှုတ်မှရွတ်ဆိုခြင်းတဦးနဲ့တဦးစကားပြောဆိုရာမေတ္တာစိတ်ထားဖြင့်ကောင်းသောစကားကိုပြောခြင်းအကြံကောင်းဉာဏ်ကောင်းများပေးခြင်းစသဖြင့်နှုတ်မှရွတ်ဆိုပြောဆိုသောမေတ္တာမျိုးဖြစ်သည်မနောကံမေတ္တာဆိုသည်မှာစိတ်ဖြင့်မေတ္တာဘာဝနာပွားများအားထုတ်ခြင်းဖြစ်ပါသည်မေတ္တာပွားကြိုး17မျိုးကိုပြည့်စုံအောင်ရေတွက်ပြခဲ့ပါမေတ္တာပွားကြိုး17မျိုးကိုပြည့်စုံအောင်ရေတွက်ပြရတော့နံပါတ်1ချမ်းသာစွာအိပ်စက်ရ၏နံပါတ်2ချမ်းသာစွာနိုးထရ၏နံပါတ်3အိမ်မက်ဆိုးများမမြင်မဲ့နံပါတ်4နတ်များကစောင့်ရှောက်ကြ၏နံပါတ်5လူအများကချစ်ခင်၏နံပါတ်6နတ်များကလည်းချစ်ခင်၏နံပါတ်9လက်နဲ့အစိတ်စသည့်အန္တရာယ်များကင်း၏နံပါတ်8မျက်နှာကြည်လင်ရွှင်ပြ၏နံပါတ်9စိတ်တည်ကြည်၏နံပါတ်10မတေမဝေပဲတည်ဆုံးရ၏နံပါတ်17သေလျင်လည်းပြမာဖြစ်နိုင်၏တို့ဖြစ်ပါသည်မေတ္တာတုတ်သည်အန္တရာယ်ကင်းအောင်ရွရနာရမည်တရားသက်လားမိုးကုတ်ဆရာတော်ဘုရားကြီးစကားကိုကိုးကား၍ရှင်းပြခဲ့ပါမေတ္တာတုတ်သည်အန္တရာယ်ကင်းအောင်ရွရနာရမည်တရားသက်မဟုတ်ပါပွားများရမည်တရားများဖြစ်ပါသည်မေတ္တာပွားခြင်းသည်သမထကမ္မထံ၌ပါဝင်သည်မိုးကုတ်ဆရာတော်ကြီးကတို့လူတွေတောက်ဆေးကိုလိမ့်စေလုပ်နေကြတယ်ဟုပြောခဲ့ခြင်းမှာပွားများရမယ့်တရားကိုရွယုံနာယူယုံလုံးနေသူများကိုပြောခဲ့ခြင်းဖြစ်သည်တောက်ရမည့်ဆေးကိုလိမ့်စေလုပ်နေလျင်အကျိုးသက်ရောက်မှုအားနည်းမည်
နာနေယုံတသက်မဟုတ်ဖဲအကျိုးပွားများစီရင်မေတ္တာကိုပွားများရပါမည်အတ္တကုသလအကျိုးစီးပွားလိမ္မာကျွမ်းကျင်မှုရှိသူနှင့်မရှိသူကိုခွဲခြားပြီးနီတိဆရာများပြောသောဥပမာနှစ်ခုနှင့်ရှင်းပြခဲ့ပါအတ္တကုသလအကျိုးစီးပွားလိမ္မာကျွမ်းကျင်မှုရှိသူနှင့်မရှိသူတို့၏ထူးခြားဟန်ကိုလောကနီတိဆရာတို့ပြောကြားသောဥပမာဖြင့်ရှင်းပြရသောအတ္တကုသလလိမ္မာကျွမ်းကျင်မှုရှိသူသည်တတိုင်းစီသောသူကဲ့သို့တဖြည်းဖြည်းမြင့်တက်လာသည်အုတ်တွေမြင့်တက်လာလေလေလူကလည်းမြင့်တက်လာလေလေဖြစ်၏အတ္တကုသလလိမ္မာကျွမ်းကျင်မှုမရှိသူသည်တွင်တူသောသူနှင့်တူပါသည်တဖြည်းဖြည်းနှိမ့်ကျသွားသည်တွင်နဲ့လေလူကလည်းအောက်ရောက်သွားလေဖြစ်၏ဟုရှင်းပြအပ်ပါသည်ထို့ကြောင့်မကောင်းမှုဒုစရိုက်ပြုကျင့်မိတတ်သောတွင်တူးသူအဖြစ်နှိမ့်ကျအောင်မလုပ်ဖဲကောင်းမှုများကိုစနစ်တကျပြုကျင့်တတ်သောတတိုင်းစီသူကဲ့သို့မြင့်အောင်ပြုလုပ်ရပါမည်ဟုရှင်းပြအပ်ပါသည်မြည်သို့သောမာနသည်အကုသိုလ်တရားဖြစ်၍မထားသင့်ကြောင်းနှင့်မြည်သို့သောမာနသည်ကထားသင့်ကြောင်းကိုဥပမာပေးရှင်းပြခဲ့ပါမောက်မာလွန်းသောမာနဖြစ်သည့်လူကြီးများကိုအယုအသေးမပေးနိုင်ငါသာအသာဆုံးဟုအထင်ရောက်သည့်စီးပွားပညာအလှကုန်တည်င်းစသည်တို့နှင့်ပတ်သက်ပြီးမောက်မာသောမာနမထားသင့်ပါထားသင့်သောမာနမှာပညာရေးနှင့်ပတ်သက်ပြီးသူတော်တက်သေးတာပဲငါလဲတက်အောင်လုပ်ရမယ်စီးပွားရေးနဲ့ပတ်သက်၍သူတော်အောင်မြင်ကြီးပွားသေးတာပဲငါလဲကြီးပွားရမယ်ဝိပဿနာကပ္ပထံဘာဝနာနဲ့ပတ်သက်ပြီးသူတော်ပေါက်မြောက်နိုင်သေးတာပဲငါလဲပေါက်မြောက်ရမယ်သူတို့တော်ယဟန္တာဖြစ်သေးတာပဲငါလဲဖြစ်ရမည်ဟုဆိုသောမာနမျိုးထားတင်သည်ဥပမာဖျားလောင်းသူမေတာယတိသည်ဒီပင်္ဂရာမြတ်စွာဘုရားထံတပည့်ခံကျင့်လေရင်ယဟန္တာဖြစ်ပေမည်သို့သောငါလိုစမ်းရည်တတိရှိတဲ့သူကငါတယောက်တည်းကိုလို့မယုံငါကိုယ်တိုင်ဖျားဖြစ်ပြီးတရားတွေကိုကဲတင်မယ်ဆိုတဲ့မာနကြောင့်ဖျားဖြစ်ခဲ့၏ထို့သောမာနမျိုးကထားသင့်ပေသည်မေတ္တာဘာဝနာများကိုပွားများသူတို့လိုအပ်သည့်အရေးအချင်း12မျိုးကို15မျိုးကိုအကျဉ်းများရေးတွက်ပြပါမေတ္တာကမ္မထံမစီးဖြန်းမီယောဂီတို့တန်တဲ့၌ရှိရမည်အရေးအချင်း15မျိုးကိုအကျဉ်းများရေးတွက်ပြရသော1တက်ကောစွမ်းနိုင်သူဖြစ်ရမည်2ဥစုစဖြောင့်မတ်သူဖြစ်ရမည်3သူဥစုအလွန်ဖြောင့်မတ်ရမည်4သူဝဆပြောဆိုဆုံးမလွယ်သူဖြစ်ရမည်5မုဒုနုညံ့တိမ်မွေ့ရင်ကျေးရမည်6အနာတိမာနိမောက်မာလွန်းသူမဖြစ်ရပါလွန်ကဲသောမေမာနမရှိရပါခွန်တန်တုတ်တကောရှိတာနှင့်ကျေနပ်မှုရှိရမည်ဇီစာမကြောင်ရ8သူကရောစမွေးမြူလွယ်ရမည်9အပကိစ္စအပိုကိစ္စနေပါရမည်10တန်လောကဝုတ္တိပေါ်ပါသောအသက်မွေးမှုရှိရမည်17တန်တိန်တရိယအိန္ဒြေငြိမ်သက်ရမည်12နိပကောအသိပညာရင့်ကျက်လာအောင်ကြိုးစားရမည်13အပကဘောစိတ်နေစိတ်ထားအပြောဆိုနေထိုင်ရင်းပြမှုမရှိရပါအပြောအဆိုအပြုမှုယဉ်ကျေးရမည်14ကုလေသွာနာနုကိတောယဟန်များအဖို့မိမိကြည်ညိုကိုးကွယ်သည့်အပေါ်ခင်မင်မှုတန်ရောစေမကြည်လွန်ရပါ15နာစခုတ်တာမာစရေခိန်စီယေနဝိညုပရေဥပ္ပဝရေယောပညာရှိသူတော်ကောင်းများကဲ့ရဲ့ဆွဆွဲဖွယ်ရာဖြစ်သောဒုစရိုက်မှုမျိုးကိုစိုးစင်အနေငယ်များပင်မပြုလုပ်ဘဲရှောင်ကျဉ်ရမည်တို့ဖြစ်ပါသည်တန်တုတ်တကကျင့်နဲ့ရောင်ရဲခြင်းဤသဘောအမှန်ကိုအ
ယူမလွဲအောင်ရှင်းပြခဲ့ပါတန်တုတ်တကကျင်းနဲ့ရောင်ရဲခြင်းသဘောအမှန်မှာကိုရှိတာလေးနှင့်ကျင်းနဲ့သည်ကိုဟာနဲ့ကိုကျင်းနဲ့သည်စည်းစားမကြောင်ခြင်းဖြစ်သည်လာက1000ရလျင်ဒါနဲ့ပဲကျင်းနဲ့ရမည်တိုးတက်အောင်မလုပ်ရဟုဆိုလိုခြင်းမဟုတ်ပါပညာကိုမြည်သောနည်းဖြင့်ရနိုင်သည်ပညာ3မျိုးကိုရှင်းပြပါပညာကို1တရားနာခြင်း2တရားဓမ္မကိုဆင်ခြင်စဉ်းစားခြင်း3လက်တွေ့ကျင့်သုံးခြင်းဘာဝနာဖြင့်ရနိုင်ပါသည်ပညာ3မျိုးမှာသုတမယပညာတရားနာခြင်းစာအုပ်စာပေများဖတ်ခြင်းမှရရှိသောပညာစိဏမယပညာသူတစ်ပါးစီကမဟုတ်ဘဲကိုယ်ပိုင်ဉာဏ်ဖြင့်စဉ်းစား၍ရသောပညာဘာဝနာမယပညာကြားနာပြီးလက်တွေ့ကျင့်သုံးပွားများခြင်းဖြင့်ရသောပညာတို့ဖြစ်ပါသည်မာယာနှင့်တာထယအထူးကိုလည်းဥပမာဖြင့်ရှင်းပြခဲ့ပါမာယာဆိုသည်မှာပြုပြီးအပြစ်ကိုဖုံးကွယ်ဟန်ဆောင်လှည့်ပြားခြင်းဖြစ်သည်ဥပမာပြရသောမိမိပြုလုပ်သောအပြစ်ကိုလူသိမည်ဆို၍ဖုံးကွယ်ခြင်းနှင့်အပြစ်မရှိဟန်ဆောင်ခြင်းသည်မာယာဖြစ်ပါသည်တာထေယအထူးမှာကောက်ကျစ်စင်လဲခြင်းဖြစ်ပါသည်ဥပမာပြရသောမိမိကိုသူတစ်ပါးထင်ကြီးစေရန်သီလသမာဓိပညာစသည့်ဂုဏ်များမရှိဘဲရှိနေသည့်ဟန်မျိုးဝါကြွားထုတ်ပေါ်ပြောကြားခြင်းဟန်ဆောင်ခြင်းဟန်ဆောင်၍ပြောဆိုပြုမှုနေထိုင်ပြခြင်းတာထေယဖြစ်ပါသည်မာယာတာထေယဒီဟုသောကောက်ကျစ်စင်လဲလှည့်ပြခြင်းနှင့်ဟောင်းဆောင်တတ်ခြင်းကင်းစွာနေထိုင်ရပါမည်မေတ္တာသုံး၌ပညာရှိသူတော်ကောင်းတို့ဆွဆွဲပေရာဖြစ်သောမှားယွင်းသောလုပ်ရက်ကလေးများကိုရှောင်ပါမလုပ်ပါနှင့်ဟုအဘဲကြောင့်ဟောခဲ့သည်။မေတ္တာသုံး၌ပညာရှိသူတော်ကောင်းတို့ဆွဆွဲပေရာဖြစ်သောမှားယွင်းသောလုပ်ရက်ကလေးများကိုရှောင်ပါမလုပ်ပါနှင့်ဟုဟောရခြင်းမှာအပြစ်တင်ပွဲအသေးအဖွဲလေးကအစမလုပ်ရအမှုမဲ့အမှတ်မဲ့နေလျင်အများကကိုယ့်အပေါ်မေတ္တာမသက်ရောက်ကိုယ်တိုင်ကလည်းအများပေါ်မေတ္တာရောက်မည်မဟုတ်ပါမေတ္တာဆိုသည်မှာသူမေတ္တာကိုမေတ္တာအပြန်အလှန်ရှိသောကြောင့်ဖြစ်ပါသည်ကြောက်တဲ့တတ္တမကြောက်တဲ့ထာဝရနှစ်ရက်များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဟုမေတ္တာပွေရ၌တတ္တနှင့်ထာဝရအဓိပ္ပာယ်ကိုအမှန်ကိုမှားယွင်းသောဘာသာပြန်ခြင်းများနှင့်တကွရှင်းပြခဲ့ပါတတ္တဆိုသည်မှာကြောက်တဲ့လန့်တတ်သောတရားဝါဖြစ်သည်ဥတုဇဉ်သေကွာပုဂ္ဂိုလ်ဒေါသမကင်းသောပုဂ္ဂိုလ်အာတဝေါမကင်းသေးသောပုဂ္ဂိုလ်ကိုရည်ညွှန်းသည်ထာဝရဆိုသည်မှာထိတ်လန့်ကြောက်ရွံ့မှုကင်းသွားသောအာတဝေါကင်းပြီးယဟန္တာပုဂ္ဂိုလ်ကိုဆိုလိုသည်မှားယွင်းသောဘာသာပြန်ချက်မှာတတ္တကိုသက်ရှိတရားဝါကိုဆိုပြီးထာဝရကိုတမက်များကိုဆိုသည်ဟုဘာသာပြန်ခြင်းသည်မှားယွင်းချက်ဖြစ်ပါသည်မှားယွင်းသောဘာသာပြန်ခြင်းဖြစ်ပါသည်မြတ်စွာဘုရားသည်မေတ္တာဤသဘောတဘာဝကိုလူများနားလည်အောင်မည်သို့ဥပမာဆောင်ဟောခဲ့သည်မြတ်စွာဘုရားသည်မေတ္တာဤသဘောတဘာဝကိုလူများနားလည်အောင်ဥပမာဆောင်ဟောကြားခဲ့ခြင်းမှာသားသမီးတယောက်တည်းထွန်းကားသောမိခင်သည်ထိုသားသမီးကိုအသက်ပေးပြီးစောင့်ရှောက်သလိုမိမိသေရင်သေပါစေငါသားသမီးမသေစေခြင်းတဲ့စိတ်ဓာတ်မျိုးထိုသို့ကြီးမားသောမိခင်မေတ္တာကဲ့သို့တရားဝါများအပေါ်မေတ္တာထားနိုင်ရန်ကြိုးစားပါဟုဟောခဲ့ပါသည်လောကမှာလူတိုင်းဘေးကင်းရန်ကင်းခြင်းကြသည်အပြင်ကလာသောရန်ထဲမြည်သည့်ရန်ကပိုကြောက်စရာကောင်းသည်အဘဲကြောင့်နီးလောကမှာလူတိုင်းဘေးကင်းရန်ကင်းခြင်းကြသည်အပြင်ကလာသည့်ရန်ထဲမိမိရင်ထဲနှလုံးသားထဲမှရှိသောအမုန်းတရားဆိုသည့်ဒေါသရန်သည်ပို၍ကြောက်စရာကောင်းပါသည်အဘဲကြောင့်ဆိုသောအပြင်ကလာသောရန်ကကိုယ်စီရောက်ခြင်းမှရောက်မည်
အကယ်၍ကိုယ်စီရောက်၍အနေပေးလျင်တဘဝသာပေးနိုင်သည်အတွင်းထဲကအမုန်းဒေါသယံကချစ်ခင်သူချင်းကွဲအောင်လုပ်နိုင်သောကြောင့်ဖြစ်ပါသည်မေတ္တာဘာဝနာကိုမြည်သည့်အချိန်များ၌အားထုတ်နိုင်သည်။မေတ္တာဘာဝနာကိုမတက်ရက်တုံးလမ်းလျှောက်တုံးထိုင်နေစဉ်လဲလျောင်းစဉ်အိတ်ချင်စိတ်မရှိသေးစဉ်လဲလျောင်းထိုင်ရက်သွား၄ပါးအရိယာဘယ်ခါဖြစ်ဖြစ်ပွားနိုင်ပါသည်မေတ္တာကိုဇံရအောင်မြည်သို့ပွားရမည်နီမေတ္တာဘာဝနာကိုဇံရအောင်ပွားရမှာတဦးတယောက်တည်းအာယုံဆိုင်ပွားရမည်ကြာချင်းမချင်းလိန်တူမိတ်ဆွေဤဓာတ်ပုံဖြစ်စေမျက်နာကိုဖြစ်စေစိတ်ထဲပုံဖော်၍ဖြစ်စေသူချမ်းသာပါစေဆိုသောစိတ်ကိုတနာရီဖြစ်အောင်2နာရီဖြစ်အောင်3နာရီဖြစ်အောင်ပွားရမည်ထိုမှတမာရိယမည်ဇံရမည်ဖြစ်သည်မေတ္တာကိုအခြေခံပြီးဝိပဿနာကျင့်စဉ်ကိုမကူးခင်မြည်သည့်ဒိဋ္ဌိကိုအဘယ်ကြောင့်အရင်ပယ်ခွာရမည်နည်းမေတ္တာကိုအခြေခံပြီးဝိပဿနာကျင့်စဉ်ကိုမကူးခင်တတ္တဒိဋ္ဌိကိုအရင်ပယ်ခွာရပါမည်မေတ္တာဘာဝနာသည်တရဝအပေါ်တွင်ပွားခြင်းဖြစ်သည်ဝိပဿနာကျင့်စဉ်မှာပုဂ္ဂိုလ်တရဝရှိတယ်ဟုယူဆလျင်မှားယွင်းသောအယူဖြစ်သည်မေတ္တာဘာဝနာပွားစဉ်ကတရဝပညတ်ကိုအာယုံပြုခဲ့သောကြောင့်ဝိပဿနာကိုကူးပြောင်းသောအခါတရဝရှိသည်ဟုသောအတွေ့ဝင်လာတတ်သောကြောင့်ဖြစ်သည်ဝိပဿနာအာယုံသည်ယုံနှင့်နံသာဖြစ်သည်တရဝဆိုတာမဟုတ်သဖြင့်တရဝရှိသည်ဆိုသောတတ္တဒိဋ္ဌိကိုအရင်ပယ်ခွာရခြင်းဖြစ်ပါသည်မိမိဤကိုချင်းသီလပြည့်စုံခြင်းကိုအကြောင်းပြု၍ယထာဘူတဉာဏ်အမြင်ရနိုင်ပုံအစဉ်စဉ်ကိုဖော်ပြခဲ့ပါမိမိဤကိုချင်းသီလပြည့်စုံခြင်းကိုအကြောင်းပြု၍စိတ်ကကြည်နူး၏စိတ်ကြည်နူးမှုကိုအကြောင်းပြု၍ဝမ်းသာ၏ဝမ်းသာမှုကိုအကြောင်းပြု၍ပီတိဖြစ်၏ပီတိကိုအကြောင်းပြု၍ပတ္တတိကိုစိတ်ငြိမ်းချမ်း၏ကိုစိတ်ငြိမ်းချမ်းလျင်ဒုက္ခချမ်းသာမှုဖြစ်၏ချမ်းသာမှုဖြစ်လျင်စိတ်တည်ကြည်မှုပမာဒိလွယ်နှင့်ရ၏စိတ်တည်ကြည်မှုရသည်နှင့်ယထာဘူတညာနာဒတနာဆိုသောမမှန်ကန်သိသည့်ဉာဏ်အမြင်ရပါမည်ဘူတဝါတံပဝေတိဝသဗ္ဗတတ္တာဘွင်တုဒုက္ခိတတ္တာဟုမေတ္တာပို့ရ၌ဘူတနှင့်တံပဝေတိနှစ်ခုမျိုးဤအဓိပ္ပာယ်များကိုဖြစ်ဆိုခဲ့ပါဘူတခန္ဓာကိုယ်ပြပြပြင်းပြင်းအရွယ်အစားပြည့်ပြည့်ဝဝဖြစ်ပြီးသူမွေးဖားဖြစ်ပြီးသူဝေးဖားပြီးသူတံပဝေတိမိခင်ဝမ်းတွင်နေစဉ်ခြေလက်အင်ကမစုံသေးသောအချိန်တနည်းတရေတဲပြီးသောတရဝဥပမာကြက်အကောင်မပေါက်သေးဥထဲ၌ရှိစဉ်တံပဝေတိဖြစ်ပြီးကြက်ပေါက်ပြီးအကောင်ဖြစ်လာလျင်ဘူတဖြစ်သည်တနည်းထင်ရှားရှိပြီးသောတရဝဘဝအဆုံးသတ်ပြီးသည်ယဟန္တာပုဂ္ဂိုလ်သည်ဘူတဖြစ်ပြီးတန်တရားတဲ့နောက်ဖြစ်အောင်နဲ့ဘဝအဆုံးမတတ်သေးသူပုထုဇဉ်ပုဂ္ဂိုလ်သည်တံပဝေတိဖြစ်ပါသည်သဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာလုံးစုံတရဝချမ်းသာပါစေဟုဖြစ်စေခြင်းနာကိုမေတ္တာပို့နိုင်သလိုတရဝတွေအချင်းချင်းမကောင်းတာမပြုကြစေလိုသောမေတ္တာပို့ခြင်း၃မျိုးကိုလည်းမေတ္တာသုတ်လာအတိုင်းဖော်ပြခဲ့ပါသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာလုံးစုံတရဝချမ်းသာပါစေဟုဖြစ်စေခြင်းနာကိုမေတ္တာပို့နိုင်သလိုတရဝတွေအချင်းချင်းမကောင်းတာမပြုကြစေလိုသောမေတ္တာသုတ်လာမေတ္တာပို့ခြင်း၃မျိုးမှာ၁နာပရောပရံနိကုတ်ဘေထတယောက်နဲ့တယောက်မလိမ်မလှည့်စားကြပါစေနှင့်
နှစ်နာတိမင်းကြီးထားကတ္တစီနာကိဉ္စီတယောက်နဲ့တယောက်အထင်မသေးကြပါစေနှစ်ဗျာယောတနာပရိကတင်ညနင်းညမညတဒုက္ခမိတ်စီယတဦးနဲ့တဦးစောကားခြင်းမုံတီးခြင်းဒုက္ခဖြစ်မှုကိုမလိုလားကြပါစေနှင့်ဟုဖော်ပြအပ်ပါသည်ထိုသဘောကိုပင်မင်းကွန်းဆရာတော်ဖရာကြီးကလူအချင်းချင်းလှပတ်ခြင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေဟုလင်္ကာဖွဲ့ပေးခဲ့ပါသည်မေတ္တာကိုအခြေခံပြီးဝိသနာကျင့်စဉ်ကိုကျင့်ခြင်းဖြင့်နောက်ဆုံးယဟန္တာထိဖြစ်နိုင်သည်ကိုမေတ္တာသုတ်တော်ဏိဂုံး၌မြတ်စွာဘုရားဟောကြားခဲ့ပုံကိုအကျဉ်းများတင်ပြခဲ့ပါမေတ္တာကိုအခြေခံပြီးဝိသနာကျင့်စဉ်ကိုကျင့်ခြင်းဖြင့်နောက်ဆုံးယဟန္တာထိဖြစ်နိုင်သည်ကိုမေတ္တာသုတ်တော်ဏိဂုံး၌မြတ်စွာဘုရားဟောကြားခဲ့ပုံကိုအကျဉ်းမှာဒိဋ္ဌိစအနုပကံမမေတ္တာပို့သူမေတ္တာခံသူနှစ်ဦးလုံးယုံနှင့်နန္တာရှိသည်အမြင်မှန်ဖြင့်တတ္တဒိဋ္ဌိကိုပယ်ခွာကဝိသနာဉာဏ်ဖြစ်ပုံကိုဟော၏သီလဝါကိုချင်းသီလပြည့်စုံခြင်းကိုအကြောင်းပြု၍စိတ်ကြည်နူးမှုဗမ်းမြောက်မှုပီတိပတ္တိဒုက္ခသမာဓိအစဉ်စဉ်ဖြစ်ခါယထာဘူတဉာဏတတနာဆိုသောမမှန်ကန်ကန်အတိဉာဏ်ဝင်လာ၏ဓတ္တနိနတမန်တော်သီလရှိပြီးကျင့်ကြံကြိုးကုပ်အားထုတ်လျင်ဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးနိဗ္ဗာန်ကိုမြင်၏သောတာပန်ဖြစ်၏ကာမေတုဝိနိယဂိတံကာမဂုဏ်အာယုန်တွေအပေါ်တက်မဲ့ခြင်းတဏှာဖယ်ရှားကအနာဂံဖြစ်မည်နဟိဇာတုကဗ္ဗတိယထို့နောက်ဝိပဿနာအရှိန်ဆက်မြင့်တင်လျင်အမိဝမ်းတွင်တဖန်ပြန်မဝင်ရသောဇာတိကုံသောယဟန္တာဖြစ်ရ၏မေတ္တာဘာဝနာပွားရန်တကောစွမ်းနိုင်သူဆိုသည်မှာမိသို့သောသူဖြစ်သည်။မေတ္တာဘာဝနာပွားရန်စွမ်းနိုင်သူဆိုသည်မှာတိကိုလုပ်တဲ့လုပ်ငန်းကိုယုံကြည်ချက်ရှိသူနှစ်ကျမ်းမာသူ3ကြိုးပမ်းအားထုတ်မှုလုံလဝရိယရှိသူ4ကိုလုပ်ငန်းကိုနှင့်ပတ်သက်ပြီးစဉ်းစားဆင်ခြင်နိုင်သောအသိပညာရှိသူဖြစ်ပါသည်မိမိတဏ္ဍာ၌ပညာရနိုင်ခြင်း၏အကြောင်းတရားတို့ကိုဖော်ပြ၍ပညာအမျိုးအစားများကိုလည်းရေးတွက်ပြခဲ့ပါမိမိတဏ္ဍာ၌ပညာရနိုင်ခြင်း၏အကြောင်းတရားတို့ကိုဖော်ပြရသော1တရားနာခြင်း2တရားဓမ္မကိုဆင်ခြင်စဉ်းစားခြင်း3လက်တွေ့ကျင့်သုံးခြင်းဘာဝနာဖြင့်တို့ဖြင့်ရနိုင်ပါသည်ပညာအမျိုးအစား3မျိုးရှိပါသည်1သုတမယပညာတရားနာခြင်းစာဥစာပေများဖတ်ရှုခြင်းမှာရရှိသောပညာ2စိဏမယပညာသူတစ်ပါးစီကဘာမှမကြားဘူးပဲကိုယ်ပိုင်ဉာဏ်ဖြင့်စဉ်းစားရရသောပညာဘာဝနာမယပညာကြားနာပြီးလက်တွေ့ကျင့်သုံးပွားများခြင်းဖြင့်ရသောပညာတို့ဖြစ်ပါသည်ရိုးသားမှုသည်လူဂုဏ်သိက္ခာဖြစ်၍လူဂုဏ်သိက္ခာကိုပျက်စီးစေသည့်တရားနှမျိုးကအဘယ်ပါနည်းအတိပ္ပယ်နှင့်တကွရှင်းပြပါလူဂုဏ်သိက္ခာကိုပျက်စီးစေသည့်တရားနှမျိုးမှာမာယာနှင့်တာထေယဖြစ်ပါသည်အတိပ္ပယ်ကမာယာဆိုသည်မှာလှည့်စားခြင်းဖြစ်သည့်အပြစ်ကိုဖုံးကွယ်လှည့်စားသည်တာထေယဆိုသည်မှာကောက်ကျစ်ခြင်းဖြစ်သည်ဂုဏ်အရေးချင်းမရှိဘဲဟန်ဆောင်သည်လူတိုင်းအပေါ်ထားသင့်သည့်မေတ္တာတရားကိုမြတ်ဗုဒ္ဓကမြည်သည့်ဥပမာနှင့်
ပုံဖော်မိန်ကြားခဲ့ပါသည်။မိခင်ကတူရဲသောရင်သွေးကိုအသက်ပေးစောင့်ရှောက်သည့်မေတ္တာစိတ်မျိုးတရားဝါအလုံးအပေါ်ဖြစ်ပွားစေရန်မြတ်ဗုဒ္ဓကမိန်ကြားခဲ့ပါသည်။မေတ္တာသုံးနှင့်ပတ်သက်၍တောက်ဆေးကိုလိန်ဆေးလုံနေကြသူတွေကိုဖော်ပြ၍ဓမ္မနှင့်ပတ်သက်၍အသိပညာရနိုင်သောနည်းလမ်း၃ချက်ကိုတင်ပြပါမေတ္တာတုတ်ကိုအန္တရာယ်ကင်းတယ်လို့ယုံကြည်ကြပြီးရွတ်ဖက်ယုံနာကြားယုံတသက်ညပြုလုပ်ကြ၍မေတ္တာဘာဝနာပွားများမှုမပြုကြသူများသည်တောက်ဆေးကိုလိန်ဆေးလုံနေကြသူများဖြစ်ကြပါသည်ဓမ္မနှင့်ပတ်သက်၍အသိပညာရနိုင်သောနည်းလမ်း၃ချက်တရားနာကြားခြင်းဖြင့်လည်းပညာရပါသည်နှင့်တရားဓမ္မကိုဆင်ခြင်စဉ်းစားခြင်းဖြင့်လည်းပညာရပါသည်နံပါတ်3လက်တွေ့ကျင့်သုံးခြင်းဘာဝနာဖြင့်လည်းပညာရပါသည်တရားဝါအလုံးကိုအာယုံပြု၍မေတ္တာပွားပုံ၃မျိုးကိုဖော်ပြ၍မေတ္တာပွားရ၌ကျင်းမြောင်းတဲ့စိတ်ဓာတ်မထားရဘူးဆိုရ၌ကျင်းမြောင်းတဲ့စိတ်ဓာတ်ကိုဖော်ပြပါတရားဝါအလုံးကိုအာယုံပြု၍မေတ္တာပွားပုံ၃မျိုးဒုက္ခိနောဝါခေမိနောဟွန်တုတပ္ပတ္တာဘဝန္တုဒုက္ခိတတ္တာတိတပ္ပတ္တာတရားဝါမှန်သမျှဒုက္ခိနောဟွန်တုကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေနဲ့ပြည့်စုံကြပါစေ။နှစ်တပ္ပတ္တာတရားဝါမှန်သမျှခေမိနောဟွန်တုဘေးကင်းကြပါစေ။နံပါတ်3တပ္ပတ္တာတရားဝါမှန်သမျှဒုက္ခိတတ္တာဘဝန္တုစိတ်ချမ်းသာမှုနဲ့ပြည့်စုံကြပါစေကျင်းမြောင်းတဲ့မေတ္တာစိတ်ဓာတ်ဟူသည်ဒီပုဂ္ဂိုလ်တဦးပေါ်မှာသာမေတ္တာထား၍အခြားတဦးပေါ်မထားနိုင်သောမေတ္တာစိတ်ဓာတ်မျိုးဖြစ်ပါသည်ငြိမ်းချမ်းတဲ့နိဗ္ဗာန်ရဲ့ဂုဏ်တွေကိုအာယုံပြုပြီးသို့မဟုတ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေခြင်းပြီးဆိုလျင်ထိုနေနည်းကိုသိ၍လိမ္မာရေးကြားရှိတဲ့ပုဂ္ဂိုလ်ဟာအလုပ်တစ်ခုလုပ်ပါဆိုရ၌တင်လို့ရမည်ကရဏီယ၃မျိုးကိုဖော်ပြပါငြိမ်းချမ်းတဲ့နိဗ္ဗာန်ရဲ့ဂုဏ်တွေကိုအာယုံပြုပြီးသို့မဟုတ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေခြင်းပြီးဆိုလျင်ထိုနေနီးကားကိုသိလို့လိမ္မာရေးကြားရှိတဲ့ပုဂ္ဂိုလ်ဟာအလုပ်တစ်ခုလုပ်ပါဆိုရ၌ကျွန်ုပ်လုပ်ရမည်ကရဏီယ၃မျိုးမှာ1သီလနဲ့ပြည့်စုံအောင်လုပ်ပါ2တမာတိနဲ့ပြည့်စုံအောင်လုပ်ပါ3ပညာနဲ့ပြည့်စုံအောင်လုပ်ပါသီလတမာတိပညာပြည့်စုံရာလုပ်ရမည်မေတ္တာဟန်ဆောင်၍လူစိတ်ကိုလှည့်စားတတ်သောအရာကိုဖော်ပြ၍မေတ္တာစိတ်ရဲ့သဘောနှင့်မေတ္တာပွားပုံအချုပ်ကိုမာတာယထာနိယံပုဒ္ဒစာသောခါရအရာဖော်ပြပါမေတ္တာဟန်ဆောင်၍လူစိတ်ကိုလှည့်စားတတ်သောအရာကယာဂတဏှာဖြစ်ပါသည်မေတ္တာစိတ်ရဲ့သဘောနှင့်မေတ္တာပွားများပုံအချုပ်ကမာတာယထာနိယံပုဒ္ဒစာသောခါရအရာသာသမီတယောက်တည်းထွန်းကားတဲ့မိခင်ဟာထိုသားသမီးကိုအသက်ပေးပြီးစောင့်ရှောက်သလိုအဲ့ဒီမိခင်မေတ္တာမျိုးလိုပဲတရားဝါအားလုံးအပေါ်မှာအတိုင်းအတာအကန့်အသတ်မရှိတဲ့မေတ္တာမျိုးကိုဖြစ်အောင်လုပ်ရပါမည်မေတ္တာဘာဝနာပွားများမိသူဤအရေးအချင်းများအနက်ဖြောင့်မတ်မှုရေးအချင်းနှစ်ခုဤခြားနာချက်ကိုတင်ပြ၍ဤသို့သောပုဂ္ဂိုလ်ကိုတန်တိန်တရိယငြိမ့်သက်သောဣန္ဒြေရှိသူဟုခေါ်ဆိုပါသည်ဖြည့်ဆိုပါမေတ္တာဘာဝနာပွားများမည်သူဤအရေးချင်းများနဲ့ဖြောင့်မတ်မှုအရေးချင်းနှစ်ခုဤခြားနာချက်ကိုတင်ပြ၍ခြားနာချက်မှာကိုအမူအရာနှုတ်အမူအရာနှစ်ခုဖြောင့်စင်းခြင်းသည်ဥစုစိတ်သက်ပါဖြောင့်မတ်သူသည်သူဥစုဖြစ်ပါသည်တန်တိန်တရိယာငြိမ်သက်သောဣန္ဒြေရှိသူဟူသည်မျက်စိနာနှာခေါင်းရှာ
ကိုစိတ်ဟူသောဣန္ဒြေ6ပါးရှိရာမျက်စိဖြင့်မြင်သောအခါနားဖြင့်ကြားသောအခါနှာခေါင်းဖြင့်အနံ့ရသောအခါရှားဖြင့်ရမိသောအခါကိုယ်ဖြင့်ထိတွေ့သောအခါစိတ်ကူးစိတ်ကြံစည်သောအခါလောဘဒေါသအကုသိုလ်မဖြစ်အောင်ဆောင်ထိန်နိုင်သူကိုတန်တိန်ဒရိယငြိမ်သက်သောဣန္ဒြေရှိသူဟုခေါ်ဆိုပါသည်မေတ္တာဤအနည်းဆုံးယံသူကအဘယ်ပါနည်းဖြစ်ဆို၍ယင်းအနိကယံသူကြောင့်မေတ္တာဘာဝနာကိုဇံအဆင့်ရအောင်ပွားများရ၌ဩဒိတအာယုံယူသင့်မယူသင့်သောပုဂ္ဂိုလ်တို့ကိုဖော်ပြပါမေတ္တာဤအနည်းဆုံးယံသူမှာတဏှာဖြစ်ပါသည်ဇံရအောင်ပွားများရ၌ယောက်ျားဆိုလျင်ယောက်ျားချင်းမျိုးသမီးဆိုလျင်မျိုးသမီးချင်းသာဩဒိတအာယုံယူ၍ပွားများရပြီးယောက်ျားကအမျိုးသမီးကိုအမျိုးသမီးကယောက်ျားကိုဤသို့လိင်မတူသူကိုဩဒိတအာယုံမပွားများရပါဗုဒ္ဓသာသနံစိရန်တိတ္တုဗုဒ္ဓသာသနံစိရန်တိတ္တုဗုဒ္ဓသာသနံစိရန်တိတ္တုသာဓုသာဓုသာဓုပါဗျာ